အမတ်တရပုံတူကြီးလက်ဆောင်ပေးရဆိုတာကိုချက်ရဲ့သူရဲ့အလှဆုံးချင်းတွေကိုမှတ်တမ်းတင်ထားခြင်းမှဖြစ်ပါတယ်ဒီနေ့မှာတော့ချစ်သူကောင်လေးတက်ခိုင်မြင်ရနေပြီးတော့သူကောင်မလေးအတွက်ပေါ့နော် surprise အနေနဲ့ဒီအမတ်တရပုံတူလေးကျွန်တော်စီမှာလိုက်ခဲ့ပါတယ်ဒီကားလေးကိုတော့ကျွန်တော် color pencil နဲ့ပဲရေးဖြစ်တယ်ပေါ့နော်ပြီးတော့ဒီကားလေးကိုပို့ပြီးတော့ကောင်းအောင်ပို့ပြီးတော့အသက်ဝင်အောင်ရေးရမှာတော့ကျွန်တော်တို့ပကြီးဆရာရဲ့တာဝန်မှန်ဖြစ်ပါတယ်ဒီကားလေးကိုတော့ကျွန်တော် old master method အနေနဲ့ကျွန်တော်တို့ဒီ grey tone ပေါ့နော်ဒီ grey tone brown ခံပြီးတော့ကျွန်တော်တို့ရေးပါတယ်ပြီးရင်တော့မျက်လုံးလေးတွေကိုကျွန်တော်တို့သေးစိတ်လိုက်တယ်ပြီးပြီဆိုမှကျွန်တော်တို့ skin tone လေးထည့်ပြီးရေးတယ်ပေါ့နော်အသုံးပြုတဲ့ can နေရာကတော့ကျွန်တော်ဒီ luminous color pencil Prisma နဲ့ကျွန်တော် downward light fast 3မျိုးကိုကျွန်တော်သုံးပြီးတော့ရေးဖြစ်ပါတယ်အခုကျွန်တော်သုံးတဲ့စာရွက်သားလေးကတော့ကျွန်တော်ဒီ tone stamp paper အကြီးဖြစ်ပါတယ်အဲဒီမြန်မာနိုင်ငံမှာတော့အခုလောဝယ်လို့မရဘူးပေါ့နော်ဒါကျွန်တော်အရင်တော့မှားထားတဲ့စာရွက်တွေပဲဖြစ်ပါတယ်ဒီစာရွက်ကတော့ရေရှိခံမှုကတော့ရေဒီပါတွေကျွန်တော်မထိဘူးဆိုရင်တော့နှစ်30နှစ်40လောက်ကတော့အသားလေးခံတယ်ပေါ့နော်color pencil ရေးတဲ့ရေးသက်ကတော့နည်းနည်းလေးကြာပြီဖြစ်တဲ့အတွက်ကျွန်တော် color pencil ရေးရတော့ပို့ပြီးတော့ကြိုက်တယ်အဲ့တော့ဒီကျွန်တော်သပင်တွေရေးတဲ့အချိန်မှာလည်းထုံးစံကျွန်တော်ရဲ့ဒီ method အပြာလေးကျွန်တော်အညူလေးတွေခံရေးတယ်အဲ့ဒါကြောင့်မှသပင်ကပိုနက်တယ်လို့ခံစားရတာပေါ့နော် color pencil ကိုစတင်လေ့လာနေလေကိုကဒီခဲပကြီးကနေပြီးတော့ color pencil ကိုကူးကျင်နေဆိုရင်ပေါ့နော်အယောင်ကိုကူးကျင်နေဆိုရင် color pencil ရေးရတော့ပို့ပြီးတော့သဘောကျတယ်ပြီးတော့ color pencil ကကျတော့ဒီခဲရေးတဲ့လူတွေတော့ပို့ပြီးတော့လွယ်ကူတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒီဆေးရေးတဲ့အခါမှာလည်း gouache တွေကျွန်တော်တို့ဒီ acrylic တွေစီသေးတွေကလည်းကောင်းတယ်လို့ color pencil ရလည်းစိတ်ကိုတည်ငြိမ်စေတယ်ဒါပေမဲ့ပြဿနာတစ်ခုက color pencil ကနည်းနည်းလေးဈေးကြီးနေရလေးတစ်ခုပဲပေါ့နော်နောက်ပိုင်းမှာကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာ color pencil တွေပေါ်လာပြီဆိုရင်တော့ကျွန်တော်ဒီ color pencil jacket တွေအားလုံးကိုကျွန်တော်တင်ပြပေးသွားဖို့ပြည့်ရရှိပါတယ်အခုမှလည်းကျွန်တော်ရဲ့ဒီ color pencil class တွေလည်းရှိရပေါ့နော်တကယ်လို့ဒီမိတ်ဆွေရ color pencil ကိုစိတ်ဝင်စားရဲဆိုရင်တော့ဒီဝင်ရောက်ပြီးတော့ join ပြီးတော့လေ့လာလို့ရပါတယ်ရှင်းနီး5မျိုးလောက်ကျွန်တော်ထည့်ပေးထားတယ်အဲ့တော့ကျွန်တော်ဒီသပင်လေးကိုဒီခုနအပြာလေးတွေအညူလေးတွေခံပြီးသွားရင်တော့ကျွန်တော်အပေါ်ကြီးအနက်နဲ့ပြင်လိုက်တယ်ပေါ့နော်လိုက်တဲ့အချိန်မှာ Faber Castell Polychromax အမဲအောင်ကတော့ပို့ပြီးတော့မဲတယ်ပြီးတော့ကျွန်တော်လက်ကလေးတွေကိုစပြီးရေးတယ်ပေါ့နော်ဒီရေးတဲ့အချိန်မှာပုံတူယုံတင်မဟုတ်ဘဲနဲ့ဒီခါတော့ကျွန်တော်မူလေးပါအောင်ပေါ့နော်ဒီအထက်ရေးတဲ့ကောင်မလေးကလည်းသူနာပြုဆရာမလေးဖြစ်တယ်သူကအင်ကြီးကအဖြူကျွန်တော်ထမိန်ဘောလုံးကြီးကကျွန်တော်တို့ဒီအနီရောင်လေးပေါ့နော်အဲ့တော့ကျွန်တော်ဒီ background လေးကိုခရမ်းနဲ့ခရမ်းပြလေးကိုတွဲပြီးတော့ကျွန်တော်တို့ကစားပြီးပါပေါ့နော်လက်ကလေးကကျွန်တော်တို့ဒီအဓိကအသေးစိတ်လေးလိုက်ရတယ်လက်ကလေးမှာဆိုလဲကျွန်တော် skin tone layer လေးတိုင်းပေါ့နော် brown ခံနဲ့ဒီကျွန်တော်အစိမ်းလေးတွေထည့်တယ်ဒါတော့ဒီဒေးကြကြလေးကိုတော့ကျွန်တော်ဒီသင်ခန်းစာလေးမှာဖော်ပြပေးထားတယ်ပေါ့နော်အဲ့တော့ဒီ grey tone paper ရဲ့အဓိကအားသာချက်ကတော့ကျွန်တော်တို့ဒီမှာဒီ white ရေးတဲ့အချိန်မှာတော်တော်လေးထင်းတဲ့ကိစ္စလေးပါပဲ grey tone paper လေးတွေကိုဒီရှေးဆရာရဲ့တော့အရင်ကြိုက်တယ်ပေါ့နော်ကျွန်တော်လည်းရေးရင်းနဲ့ grey tone paper ကိုတော်တော်လေးကြိုက်လာတယ်အင်ကြီးလေးကိုတော့ကျွန်တော်ကအဖြူမရေးသေးဘဲနဲ့ခရမ်းပြလေးရေးပေးတာပေါ့နော်ကျွန်တော် background ထည့်လိုက်တဲ့အချိန်မှာတော့သူကအင်ကြီးကပြန်ဖြူသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီတခြားလေးလာထားတဲ့အတွက်ဒီအင်ကြီးလေးရေးပုံရေးလေးတွေကိုပို့ပြီးတော့အသေးစိတ်သိထားတာပေါ့နော်တချို့က color pencil ရေးရတာကိုလွယ်လို့ပြောတယ်ဒါပေမဲ့တကယ်ပေါ့နော် realistic ကြရေးဖို့ဆိုရင်တော့တော်တော်လေးလေ့လာရပါတယ်ကျွန်တော်ကိုယ်တိုင်ကိုပဲလေ့လာခဲ့ပြီးတော့ပြည်ပကဆရာကြီးစီကလည်းကျွန်တော်လေ့လာတယ်ပေါ့နော်လေ့လာတဲ့အချိန်မှာသင်တန်းတွေပဲကိုယ်တိုင်တက်ပြီးတော့လည်းလေ့လာတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီအထည်များစွာကိုရေးတဲ့အခါမှာဒီအတွေ့အကြုံကလည်းပိုလာတယ်ပေါ့နော်အဲ့တော့ရေးပုံရေးနည်း style တွေလည်းရှိတယ်လို့ကျွန်တော်တို့ဒီမှာအယူအဆတွေလည်းအများကြီးရှိပါတယ်ဒီ color pencil ဆိုတာကတော့ကျွန်တော်တို့ဒီအခြေခံဒီcolor အရောင် theory အကြောင်းကိုနားလည်မှသာ color pencil ရေးတဲ့အခါမှာကောင်းမှာဖြစ်ပါတယ်အဲ့တော့အဓိကတော့ဒီ color pencil မှာဒီအရောင် theory သိဖို့အရေးကြီးဆုံးပါပဲပြီးတော့ကျွန်တော် reflection tone လေးတွေပေါ့နော် background ရဲ့ reflection tone လေးတွေကိုကျွန်တော်အင်ကြီးမှာပြန်ထည့်ပြီးရပေါ့နော်ခရမ်းပြလေးတွေအဲ့ဒါလေးထည့်လိုက်တဲ့အခါမှာဒီပုံနဲ့မတူတော့ဘဲနဲ့ကျွန်တော်ဒီပချီကားဆန်လာတာပေါ့နော်ဒီကားဆန်လေးဖြစ်နေတဲ့အတွက်ကျွန်တော်ဒီလိုပုံစံလေးကိုရေးပေးပါတယ်ပုံလေးပြီးသွားရင်တော့ပေါင်လေးခက်ပြီးတော့ကျွန်တော် customer စီကိုရောက်ပို့ပေးမှာဖြစ်ပါတယ်အခုလိုမျိုးအပ်ပြီးတဲ့ညီလေးကိုလည်းကျေးဇူးအများကြီးတင်တယ်လို့ချစ်ရတဲ့ကောင်မလေးနဲ့လည်းထာဝရပျော်ရွှင်စွာလက်ထဲနိုင်ပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ